စစ်မင်းပိုင်လက်ကြီးဆိုင်စုအတီတောင်းနဲ့သူစဲမဲလအပြာတော်လို့ပွဲမှာရှင်းပြခြင်းတမလီသုံးတဲ့စက်ကပါပဲအတီတောင်းရှင်းပြလို့မနိုင်တဲ့အတွက်သူစဲမဲလအနိုင်ဖြစ်ပါတယ်